TikTok မှာမွေးသက်ကပြောင်းနေတဲ့သူတွေအတွက်ဘယ်လိုပြောင်းလို့ရမယ်ဆိုတဲ့ setting လေးကိုဒီ video လေးမှာလာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပထမဆုံးအနေနဲ့ကျွန်တော်ဒီပေါ်တော့က menu ဆိုတာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ setting and privacy ဆိုတာကိုနှိပ်ပါ privacy ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာဒီနေရာမှာညအပေါ်ကိုနည်းနည်းဆွတ်တင်လိုက်ပါမယ်ဆွတ်တင်ပြီးရင်ကျွန်တော်ဒီမှာ head center ဆိုတာရှိရဲ head center ကိုတစ်ချက်နှိပ်ပါဒီ head center ကိုနှိပ်ပြီးရင်တော့ကျွန်တော်ဒီမှာချက်ဝဲ s ဆိုတာရှိရဲအဲ့ကောင်ကိုကျွန်တော်တစ်ချက်နှိပ်ပါဒီချက်ဝဲအောင်နှိပ်ပြီးရင်ဒီနေရာမှာစာရေးပို့တဲ့နေရာလေးရောက်လာပါပြီစာပို့တဲ့နေရာမှာကျွန်တော်တို့ကဒီစာပို့တာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဒီမှာတို့ birthday ဆိုပြီးတော့ကျွန်တော်ရေးပို့ပြရမှာပဲဖြစ်ပါတယ်ဒီ birthday လို့ရေးပို့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်ကစာပြန်လာတာလေးကိုကျွန်တော်ခဏလေးစောင့်ပြရမှာပဲဖြစ်ပါတယ်သူတို့ဘက်ကနေပြီးတော့စာပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ confine of birthday ဆိုတာလေးရှိရဲအဲ့နေအောင်စာတိုင်းကိုပဲကျွန်တော်တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒီမျိုးနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်မွေးသက်ကလေးကိုပြင်လို့ရမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရဲ့မွေးသက်ကလေးကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘောကနေနှိပ်ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်မွေးသက်ကလေးအမှန်ပြောင်းသွားမှာပဲဖြစ်ပါတယ်